ငါကဘာလို့တခြားသူတယောက်တင်ထားတဲ့ post တွေကို like ဖတ်ပြီးတော့ဒီဟာတွေကိုငါ counting နေလို့ဒီဟာရဲ့ engagement တွေကိုဒါကြီးတွေကိုတင်ပြဘာလို့ငါဒီလုပ်ကြီးကိုရွေးချယ်မိလိုက်တာလဲခုနလူအများကြီးမဖြစ်နိုင်တဲ့အလုပ်မျိုးကိုကျွန်တော်တို့ကဆွန့်လွတ်ခဲ့တဲ့ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဆိုတော့ဒါလူတိုင်းလုပ်နေတဲ့နယ်ပယ်ကြီးတဲ့ကိုကရောက်လာပြီးတော့အားလုံးမင်္ဂလာပါကျွန်မအိမ်မော်မှာဒီ Jess အိမ်မော်ရဲ့ပထမအဆုံး vlog လေးကိုဘာကြောင့်ပြောမလဲဆိုပြီးတော့ကျွန်မစဉ်းစားတဲ့အခါကျတော့2026အစလည်းဖြစ်နေတယ်ဒီဘက်ခေတ်မှာဆိုရင်ဒါလူငယ်တော်တော်များများက career change ကြတယ်ပေါ့နော်ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့အလုပ်ကနေမတူညီတဲ့လုပ်ငန်းတွေပဲတစ်ခုကို change လို့စဉ်းစားနေတဲ့သူတွေ digital marketing တို့ AI နည်းပညာတွေနဲ့ပတ်သက် promote လုပ်လို့ရတဲ့အလုပ်တွေပေါ့နော် IT ဘိုင်းတွေဒါမျိုးတွေကိုလူတွေကပိုစိတ်ဝင်စားလာကြတယ်ကျွန်တော်ကိုယ်တိုင်တောင်းလဲခဲ့တဲ့ career changes လုပ်ခဲ့တဲ့အရာလေးကိုပဲ sharing လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ကျွန်တော်ကဒီ2015ခုနှစ်မှာစေဝါတက္ကသိုလ်ကနေပြီးတော့ဘွဲရတယ်ပေါ့နော်ဒီအကြောင်းကနေဘွဲရတယ်ဆိုရင်ဒီအကြောင်းနဲ့ဆိုင်တဲ့အလုပ်ဒီပညာရေးနဲ့ဆိုင်တဲ့အလုပ်ကိုပဲဒါလုပ်ရမယ်ပေါ့နော်ဒီလိုမျိုးအတွေ့ရှိကြတယ်လူကြီးတွေကိုယ်တိုင်မိဘတွေကိုယ်တိုင်ကလည်းအဲ့လိုအတွေ့မျိုးပဲရှိကြတာပေါ့နော်ပြင်ပေါ့ private application specialist ဆိုတဲ့ပုံစံမျိုးနဲ့ဝင်လုပ်ခဲ့တယ်ပေါ့နော်လစာအရာဆိုလဲအဲ့ဒီအခါမှာဆိုလို့ရှိရင်ဒါပုံမှန်ဘွဲရကျောင်းစင်းနေထက်ပိုရတဲ့အလုပ်မျိုးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့မပြောဘူးဘာလို့မပြောတာလဲဆိုတော့ကျွန်မပုံမှန်တမယိုးကြမဟုတ်နေတဲ့အလုပ်မျိုးတွေပိုကြိုက်တာပေါ့နော်နှစ်လောက်အတွင်းမှာပဲကျွန်မ career change တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ကျွန်မတငယ်ချင်းတယောက်ရှိနေတာပေါ့နော်သူကနေပြီးတော့သူ့ရဲ့ agency မှာလူခေါ်တာမျိုးရှိစိတ်ဝင်စားလားဆိုပြီးတော့လာကမ်းလှမ်းတာပေါ့နော်ဆိုတော့ဝင်လင်းဆုံးနဲ့ရိုးသားဆုံးပြောရရင်ကျွန်မအဲ့ဒီအချိန်တော့ digital marketing ဆိုတာဘာမှန်းကိုမသိဘူးပေါ့နော် What bro what are you talking about man ကျွန်မလက်ရှိနေတဲ့အလုပ်မှာ social media page တွေပါတယ်ကျွန်မဖွင့်ပေးတယ်ကျွန်မရဲ့လက်ရှိကျွန်တော်တို့လုပ်ပေးနေတဲ့ service တွေနဲ့ပတ်သက်ပြီးတော့ public ကိုကျွန်မ online ကနေပြီးတော့ပြမယ် online မှာရှိနေတဲ့သူတွေကိုဒါကျွန်တော်တို့ဆွဲဆောင်နိုင်တယ်ဆိုကျွန်တော်တို့ product ကိုလူသိများလာမယ်ဆိုတော့အတွေးမျိုးပဲရှိတယ်လူကြီးတွေကိုယ်တိုင်ကျွန်မအိမ်ကလူတွေကိုယ်တိုင်ကလည်းအဲ့ဒီလောက်ကဘာလဲဆိုတာမသိကြဘူးပေါ့နော်အဲ့တော့ကျွန်မတို့ဘယ်လိုမျိုးပြောခဲ့လဲဆိုတော့ကျွန်မကစီဝါတက်ကတူအကြောင်းစင်းနေအဲ့အတွက်စီဝါနဲ့ပတ်သက်တဲ့ကြော်ညာတွေပါတွေပေါ့နော်ဒါမျိုးလေးတွေရေးရတဲ့လုပ်ငန်းတစ်ခုရှိတယ်အဲ့ဒီလုပ်ငန်းမှာကျွန်မကဒီလိုဟာမျိုးလေးတွေသွားရေးပေးရမယ်ပေါ့ပြောရရင်တော့ဒီဘက်ခေတ်မှာဆိုတော့ကျွန်တော် medical content writer ပေါ့နော်အဲ့ချိန်တုန်းကတော့အဲ့ဒီခေါ်ဝေါ်ရလည်းအရင်ခေတ်မစားသေးတော့ကျွန်မကအဲ့လိုမျိုးလေးပဲရှင်းပြပြီးတော့ digital marketing ဆိုတဲ့နယ်ပယ်တွေကို agency တစ်ခုမှစတင်ပြီးတော့ join ခဲ့တယ်အကြောင်းစင်းပြီးအလုံးလုံးနေတဲ့အချိန်တွင်းမှာကို value တစ်ခုရှိရလို့ပိုခံစားရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ချိန်တုန်းကလည်းကျွန်တော် research ပိုင်းတွေပိုသွားရတဲ့သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့လုပ်လိုက်တဲ့ research တွေပေါ့နော်။ကိုညီပေးလိုက်တဲ့ဟာတွေကလူထုအတွက်တစ်ခုခုရပါလား community အတွက်အကျိုးပြုနေပါလားဆိုတော့feeling ပေါ့အဲ့တော့ဌာနဆိုင်ရာတွေလည်းကျွန်မလုပ်ပေးရတာမျိုးဆိုတော့လေtraining တွေမှာပေးရတာဆိုတော့ digital marketing ဘက်ကိုကူးပြောင်းတဲ့အချိန်ပထမဆုံးစပြီးတော့ဘာအဓိပ္ပာယ်ရှိလို့လဲဆိုတော့ feeling ကျွန်မစရရတယ်ပေါ့နော်ဘာမှမဟုတ်ဘဲနဲ့လို့ကျွန်မခံစားခဲ့ရတဲ့အချိန်ရှိရပေါ့နော်ထားပါတော့အဲ့ဒီအချိန်တုန်းကဆိုလည်းဒါကျွန်မ influencer marketing စပြီးတော့ထိတွေ့တဲ့အချိန်မျိုးငါကဘာလို့တခြားသူတယောက်ပေါ့နော်တင်ထားတဲ့ post တွေကို like ဖတ်ပြီးတော့ဒီဟာတွေကိုငါcounting နေလို့ဒီဟာရဲ့ engagement တွေကိုဒါကြီးတွေကိုတင်ပြဘာလို့ငါဒီလုပ်ကြီးကိုရွေးချယ်မိလိုက်တာလဲဆိုတော့ feeling မျိုးကျွန်မမှာဖြစ်ခဲ့တဲ့အချိန်လေးတစ်ခုရှိရပေါ့နော်ဒါပေမဲ့ကျွန်မနောက်တော့မရဘူးအဲ့ကနေကျွန်မဘယ်လိုမျိုးပြောင်းလဲသွားတာလဲဆိုတော့ကျွန်မကလူကြောက်တယ်လူတွေကိုစကားအများကြီးမပြောချင်ဘူးကျွန်မကဒီ digital marketing ကိုစဝင်တဲ့အချိန်မှာ account management အနေနဲ့ဝင်ရ service အနေနဲ့ဝင်တာပေါ့နော်ဝင်တော့အဲ့ဒီခါကျွန်မတို့အရန်ခက်ခဲဖြစ်တယ်ကျွန်မလူတွေကိုစကားပြောရတာလူကပုံမှန်ဆိုရင်ကျွန်တော်တို့ account management ဆိုရင်ဒီအပြင်လူတွေရောကိုယ့်ရဲ့ရုံးကလူတွေရော client တွေရော influencer တွေရောအစုံပေါ့နော်အဲ့တော့အဲ့ဒီလူတွေကိုစကားလိုက်ပြောရတာကိုကကျွန်တော်တို့အရန်စိတ်ပင်ပန်းနေပေါ့နော်အဲ့ဒီအချိန်မှာကျွန်မမှတ်ရပွဲအကြီးတစ်ခုလုပ်တယ်ပေါ့နော် influencer တွေအများကြီးပါဝင်တဲ့ပွဲအကြီးတစ်ခုလုပ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာ influencer ရာနဲ့ချီပြီးတော့စကားပြောရတယ်ပေါ့နော်အဲ့ဒါကျွန်မအရန် challenge ဖြစ်စေတယ်ကျွန်မဘဝမှာဒဇိန်တယောက်ကိုတော့မှစပြီးတော့စကားမပြောနိုင်တဲ့သူကကိုလုံးဝမသိတယ်ပေါ့နော်online ပေါ်မှာဘာမှအဆက်ဆက်မရှိတဲ့လူရောက်ညာနဲ့ချီပြီးတော့အဲ့လူတွေကအခုချိန်မှာအရန်အောင်မြင်သွားတဲ့လူတွေလည်းရှိတယ်ပျောက်ကွယ်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီနေ့အရန်ပင်ပန်းနေဒါပေမဲ့
အဲ့ပွဲကြီးကအမှန်တိုင်းပြောရင်အောင်မြင်မြင်ပြီးဆုံးတာမျိုးစုံတော့အခက်ခဲနေပေါ့နော်ကျွန်တော်ဟို social influencer ရဲ့ထုံးစံတိုင်းကျွန်တော်ဟိုလည်း online ပေါ်ကနေပြီးတော့စောင်းမြောင်းပြောဆိုတဲ့ဟာတွေရှိတယ်တချို့တွေကလည်းမကျင်တတ်တာတွေရှိတယ်ပြဿနာတွေလည်းမျိုးစုံပေါ့နော်အဲ့လိုမျိုးတွေရှိပြီးတော့ဟိုအလွဲပေါင်းများစွာတွေမှာကိုယ်ပဲပုံချခံလိုက်ရလေးလည်းရှိတာပေါ့နော်အဲ့ဟာတွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာကျွန်တော်ကအဲ့ achievement တွေနဲ့ပတ်သက်ပြီးတော့တအားပေါ်ပြလို့မရတဲ့ feeling တစ်ခုကိုကျွန်မရလိုက်တယ်မလုံနိုင်ဘူးလို့ထင်တဲ့အရာကိုလုံနိုင်ခဲ့ပြီဆိုတဲ့ feeling ပေါ့နော်ပြောရင်အဲ့ဒီခံစားချက်ကကျွန်တော်တို့မူရစ်စေးလို့ပဲပြောရမလားအရန်ဆွဲလန်းစေတယ်ကိုမလုံနိုင်ဘူးလို့ထင်နေတဲ့အရာကိုဖြစ်အောင်လုပ်လိုက်နိုင်နေဆိုတဲ့အရာကကျွန်တော်တို့အရန်ယူသွတ်စေတယ်အဲ့ခံစားချက်ကိုရတဲ့အချိန်မှာကျွန်တော်က digital marketing လောကကနေမထွက်တော့ဘူးလို့ကျွန်မဆုံးဖြတ်လိုက်တယ်ပထမဆုံးချက်ကတော့လူတိုင်းကနှမျောတဲ့ dream ဟာဖြစ်တယ်ပေါ့တက်ကတူကဘွဲရတဲ့ career ကအမှန်တိုင်းပြောရရင် straight forward ဖြစ်တယ်ပေါ့နော်ဈေးရုံမှာဆိုလဲဈေးရုံမှာနေပြီးတော့ကျွန်တော်တို့ကတဆင်းဆင်းနဲ့ယာရုတွေတက်သွားမယ်သူ့ရဲ့ level တစ်ခုကိုရောက်လာမယ်အဲ့လိုပဲစိတ်ကုမ္ပဏီတွေမှာလုပ်တယ်ဆိုလို့ရှိရင်လည်းဟိုရှေ့က senior တွေလုပ်သွားတဲ့လမ်းကြောင်းကြီးကဖြောင့်ဖြူးနေတာပဲပေါ့နော်ဘယ်အချိန်မှာဘယ်လိုမျိုးစူးစမ်းရင်ဘယ်လိုမျိုးဖြစ်ပြီးတော့ဘယ်လိုမျိုးအနေထားထိရောက်နိုင်နေဆိုတော့လမ်းကြောင်းတစ်ခုရှိနေတယ်။မနိုင်ပြောရရင် digital marketing ကြီးဟာဒီလိုမျိုးကြီး booming ဖြစ်လာမယ်ဆိုတော့အတွေးမျိုးတွေနားလည်မှုတွေရှိလို့ကျွန်မဒီနယ်ပယ်ကိုရောက်လာတာမဟုတ်ဘူး။ငွေရအများတယ်လို့ဘာလို့လဲဘာမှမသိခဲ့ဘူး။ကျွန်မသိတာတခုလည်းပဲကျွန်မဟိုလုံးမှာမပြောတော့ဘူး။အဲ့ဒီလောက်ကိုမလုပ်ချင်ဘူး။ကျွန်မ creative ဖြစ်ရတယ်လုပ်ချင်တယ် media ဘိုင်းပေါ့နော်။ကျွန်မအဲ့ဒီမှာ media production တွေကျွန်မသဘောကျ။အဲ့တော့ဒီ agency တွေမှာဒါနေရတယ်ဆိုရင်ဒီလို production တွေကျွန်မလုပ်ရမယ်။ media တွေနဲ့ပတ်သက်ပြီးထိတွေ့ဆက်ဆံနေရမယ်။ဒါမျိုးပဲကျွန်မတွေးခဲ့ရပါတော့ပတ်စံနေအောင်မြင်မှုတွေပြီးတော့ခက်စားလာမယ့် career တွေဘာမှမစဉ်းစားခဲ့ဘူးပေါ့နော်အရန်ကြီး career pathway ကိုမြင်ရလို့မဟုတ်ဘဲနဲ့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မကနောက်တစ်ချိန်မှာဘာဖြစ်ချင်လဲဆိုတော့ဟာမျိုးလမ်းကြောင်းသိမရှိခဲ့ဘူးပေါ့နော်ဟိုအခုခေတ်လူတွေဆိုလို့ရှိရင်တော့ဒီဟာလေးတွေပိုသိလာတာအဲ့ဒီအချိန်မှာကျွန်မအတွက်ဟိုနေ့စဉ်နဲ့အများအလုပ်လုပ်ဖို့အတွက်စိတ်ကဘာပဲရှိလဲဆိုတော့ငါမသိသေးတဲ့အရာကိုသင်ယူနေရပါလားဆိုတဲ့စိတ်ပေါ့နော်အဲ့စိတ်တစ်ခုပဲရှိတယ်အဲ့စိတ်တစ်ခုပါပဲကျွန်မအဲ့လိုနေ့တိုင်းရှေ့ဆက်စေတာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဘာဖြစ်လဲဆိုတော့အဲ့အတွက်စိတ်ဖိစီးတယ်ပေါ့နော်စိတ်ဟိုလုံနိုင်ပါမလားလုံနိုင်ပါမလားဆိုတော့စိတ်ဖိစီးမှုကနေ့ရက်တိုင်းမှာရှိတယ်ဟိုကျွန်တော်ကအရင် career အတိုင်းကျွန်တော်တို့ဒီဖြောင်ယူနေတဲ့လမ်းကြောင်းကြီးအတိုင်းအတူတူသွားခဲ့မယ်ဆိုရင်ကျွန်တော်လက်တွဲခေါ်မယ်စီနီယာတွေအများကြီးရှိဟိုဒါပေမဲ့ကျွန်တော်အဲ့ဒီနယ်ပယ်ကိုမရွေးချယ်ခဲ့ဘူးပေါ့နော်မရွေးချယ်ခဲ့ပဲနဲ့ဟိုဒီဘက်ကိုရောက်လာတဲ့အခါကျတော့ဟို self learning နေအရင်လုပ်ခဲ့ရတယ်ဟိုအဲ့အတွက်ကြောင့်မို့လို့ထမအောင်ဆုံးအားနည်းချက်ကတော့ပင်ပန်းနေဘာဖြစ်မှာလဲဆိုတဲ့ဟာတွေကျွန်တော်တို့အများကြီးကျွန်တော်တို့ရဲ့ pathway ကိုတိတိကျကျမသိခဲ့ကြဒုတိယအားနည်းချက်ကကြတော့ကျွန်တော်တို့က service ပေးတဲ့သူဆိုတဲ့အနေအထားမှာဆက်ဆံခံရတာများတယ်ဟိုအဲ့ဒါအခုချိန်မှာပြောရင်တော့နည်းနည်းလေး controversy ဖြစ်တယ်ညင်းစရာပေါ့နော်ကျွန်တော်တို့ specialist လမ်းကြောင်းဟိုလုံးဝပညာရှင်လမ်းကြောင်းကိုလည်းမရောက်သေးတဲ့အခါကျတော့အဲ့ဒီအချိန်တွေမှာဟိုထားပါတော့အရင်ကထားပါတော့သဘောတူတဲ့သူမတူတဲ့သူလည်းရှိလိမ့်မယ်ပေါ့နော်ညင်းစင်တဲ့သူလည်းရှိလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်မြန်မာပြည်မှာလူရန်စားအများစုလက်ခံထားတာဒါကပညာရှင်လမ်းကြောင်းပေါ့အဲ့ပညာရှင်လမ်းကြောင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကသွားပြီးလာပြီးဆိုရင်ကအရာပညာရှင်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့နေခွင့်ရခဲ့တယ်ပေါ့နော်အကောင်လုံးကလေးလေးဆဆဟိုလောက်တာမျိုးရှိရဲထားပါဌာနဆိုင်ရာတွေတွားရင်ကအစဒီဌာနဆိုင်ရာကဟိုလူကြီးတွေတကယ်ပေါမောက်ခါတွေကအစကျွန်တော်တို့ကိုဟိုနေရာပေးတယ်ဟိုလေးဆဆဆက်ဆံနေသူတို့မသိတဲ့အတတ်ပညာတစ်ခုကိုလာပြီးတော့မျှဝေတာပါလားဆိုရဲပေါ့နော်ဒီစက်ပစ္စည်းပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးဆက်ဆံခံရတယ်ဒါပေမဲ့ဒီ digital marketing agency လောကကိုစပြောင်းတဲ့အချိန်မှာကျွန်တော်တို့ service ပေးတဲ့တာမန်လူတွေပဲဖြစ်ပစ္စည်းကိုရောင်းတာမဟုတ်တဲ့ service ကိုရောင်းတဲ့လူပုံစံအနေနဲ့ပြန်ဆက်ဆံခံခဲ့ရတဲ့အချိန်ကာလတစ်ခုလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဆိုလည်း emotional နည်းနည်းလေး down ဖြစ်တယ်ကိုယ်တိုင်ကလည်းအရင်ကြီးပညာရေးပြေဝနေသေးတဲ့သူမျိုးမဟုတ်ဘူးပြီးသွားတဲ့အခါကျတော့အသက်တစ်ခုကိုပြန်စပြီးလေ့လာနေတဲ့အချိန်မျိုးကိုယ့်ရဲ့ service ကိုရောင်းနေရတဲ့အချိန်မျိုးမှာအဲ့လိုမျိုး feeling လေးလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့ဟိုဒုတိယချက်ကတော့ကျွန်မဒီလို changes လုပ်လိုက်တဲ့အချိန်မှာခံစားရတာဒါပေမဲ့နှစ်ခုလုံးကတော့ဟိုစိတ်ပန်ပန်းနဲ့အဲ့လိုစိတ်ပိုင်းဆိုင်ရာအရာနည်းနည်းလေးထိခိုက်သွားတယ်ဒါမျိုးပဲအဓိကရှိရပေါ့နော်နံပါတ်3ချက်ကကြတော့ stable မဖြစ်ဈေးကွက်ရှိနေသေးပြီဈေးကွက်ပေါ်ဆောင်တဲ့အလုပ်ဆိုတာတော့ရှိနေမှာပဲပေါ့နော်ဘယ်လိုနည်းနဲ့မဆိုဒါ online တည်တံ့သွားလို့ digital marketing ဖြစ်လာတာဈေးရောင်းတဲ့သူတွေရှိနေသေးပြီကတော့ဈေးကွက်ပေါ်ဆောင်ရေးလုပ်ဆိုတာတော့ရှိနေမှာပဲဒါပေမဲ့ဘာလဲဆိုတော့ဟိုဘက်မှာကြတော့ကျွန်တော်တို့တက်ကတူကလူတွေဆိုရင်ဒါဘွဲရတာအရင်နေတယ်ပေါ့နော်ဘွဲရရန်နေဆိုတာဟိုဘွဲရတဲ့သူနေတာမဟုတ်ကျောင်းကိုကလူနေတာဆိုတော့အပြည့်အများအားဖြင့်ဆိုကျွန်တော်တို့ကဟိုမြန်မာတိုင်းနိုင်ငံလုံးမှာတစ်နှစ်ကိုလူဦးရေ300လောက်ပဲဘွဲရတယ်
တောင်းမျိုးတွေဆိုတော့ကြတော့market ရဲ့အဲ့လိုလိုအပ်ချက်နဲ့ရရှိနိုင်တဲ့ဟာကိုရှင်ဘွဲရရည်တွေကအရင်နေတယ်အဲ့ဒီမှာခုနကလို့အလုံးမလုံးတော့တဲ့သူတွေနေပယ်ကလည်းဖြန့်ပြီးသွားကြတဲ့ခါကျတော့တနေရာအတွက်ရရှိနိုင်တဲ့လူကြီးကအရင်နေတော့demand နဲ့ supply မှာဆိုအမိုးထားခံရတယ်အလုံးရဖို့လွယ်တယ်ပေါ့အခုဆိုလို့ရှိရင်လည်းဒါ digital marketing ဆိုထားပါတော့ကျွန်တော်တို့စကြရမလားပခုံးချင်းတိုက်သွားလို့ရှိရင်တော့မှပဲ digital marketing လုပ်နေတယ် content writing ရေးနေစသဖြင့်ပေါ့နော်အဲ့လိုလူမျိုးတွေများလာတဲ့ခါကျတော့တခါတလေကျရင်ဒီလောက်ကလွတ်လပ်တယ်ဆိုပေမဲ့job security အရာဒါမှမဟုတ် demand supply အရာကြည့်မယ်ဆိုရင်တော့ခုနလူအများကြီးမဖြစ်နိုင်တဲ့အလုပ်မျိုးကိုကျွန်တော်တို့ကစွန့်လွတ်ခဲ့တဲ့ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဆိုတော့ဒါလူတိုင်းလုပ်နေတဲ့နေပယ်ကြီးတဲ့ကိုကရောက်လာပြီးတော့ဟိုဘက်မှာအလူရင်းမြစ်ရှားပါနေတဲ့နေပယ်ကြီးကိုစွန့်လွတ်ခဲ့တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့တခါတလေကျရင်တော့အဲ့ဒီပုံမှာနည်းနည်းလေးပြန်ပြီးတော့စဉ်းစားဖြစ်တာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီအချက်ကလွယ်လို့တခြားအရာတွေပေါ်မှာတော့ career ပြောင်းလာတဲ့ကိစ္စအောင်ကျွန်မအနေနဲ့နောက်မှတစ်ခါမှမရခဲ့ဘူးဒီနေရာမှာကျွန်မသူများတွေလိုမျိုးတော့ဝင်ငွေကြီးနေတော့မတိုင်းတာခြင်း career နှစ်ခုပေါ်မှာပေါ့နော်ဟိုဘက်ကအလုပ်ကလည်းဝင်ငွေကောင်းတဲ့ career ဖြစ်တယ်လို့ဒီဘက်အလုပ်ကလည်းဝင်ငွေထိုက်တဲ့ကောင်းတဲ့ career ပဲပေါ့ကျွန်မစိတ်ထင်တော့ဘယ်သူများတွေလိုမျိုးဒေါ်လာတွေဗမာတော့ထောင်ကြည့်ဒီဘက်အလုပ်ကမသိကြအဲ့လိုတော့ကျွန်မမပြောချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မစိတ်ထင်ကျွန်မတို့ကတော့ဘယ်အလုပ်ကိုပဲသွားကျွန်မရနိုင်တဲ့ဝင်ငွေလမ်းကြောင်းကတိတ်မကွာဘူးလို့တော့ကျွန်မထင်တယ်အဲ့အတွက်ကြောင့်မို့လို့ဝင်ငွေပေါ်မှာတော့ကျွန်မ compare လုပ်ပြီးတော့တိတ်မပြောချင်ဘူးဒါပေမဲ့ဒီနယ်ပယ်တွေကိုရောက်လာတဲ့အတွက်ကျမရဲ့စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုနဲ့အခုလိုမျိုးပေါ့နော်ကျမဖန်တီးချင်တဲ့အရာတွေကိုဖန်တီးခွင့်ရတဲ့အပေါ်မှာတော့ digital marketing ကိုကူးပြောင်းလာတဲ့ဟာကျမတို့အများကြီးပို့ပြီးတော့တန်ဖိုးရှိရလို့ယူဆရတယ်ပေါ့ပြန် change တဲ့သူတိုင်းကိုမချိန်ပါနဲ့လို့ကျွန်တော်တို့ဒီရဲ့ငယ်ဘဝအတော်များစုကဝန္တာမပါပဲမိဘရွေးချယ်ခိုင်းတဲ့တက္ကသိုလ်ရွေးချယ်ခဲ့ရတဲ့သူအများကြီးအဲ့အတွက်သူတို့အနေနဲ့လို့ပြောင်းချင်တယ်ဆိုတဲ့အချိန်တိုင်းမှာကျွန်မပြောင်းဖို့ပဲအားပေးတယ်ကျွန်မတကယ်ချင်းထဲမှာလည်း career ပြောင်းသွားတဲ့သူတွေရှိတယ်အလင်းတဲ့အခါကျရင်တော့ကျွန်မဒီ channel လေးမှာသူတို့ရဲ့အခုဖြတ်တန်းနေတဲ့ပုံစံလေးတွေနဲ့လည်းကျွန်မမိတ်ဆက်ပေးလို့ရရဲဆိုရင်မိတ်ဆက်ပေးအောင်ပဲပေါ့နော်ကျွန်တော်တို့အကုန်လုံးပြောင်းဖို့အားပေးတယ်ကိုပြောတဲ့လုပ်ကိုပဲကျွန်တော်တို့အမြဲတမ်းလုပ်ခိုင်းတယ်ကျွန်တော်အကြောင်းမာတွေကကျောင်းတက်ထဲကကျွန်မရွေးချယ်စဉ်းစားခဲ့ပူတာရှိရပါတော့ငါလုပ်တယ်ဆိုလို့ရှိရင်နောက်တစ်နေ့မနက်မှာဘာဖြစ်လာမလဲဆိုတာအယူသိပြီးသားတမယိုးကြအလုပ်မျိုးကျွန်မမလုပ်ချင်ဘူးပြီးတော့လို့ရှိရင်ဝင်ငွေရလည်းသူများတွေဝင်ငွေကောင်းလိုက်တာငါကြမကောင်းဘူးဆိုပြီးငေးနေရတဲ့အလုပ်မျိုးကျွန်မမလုပ်ချင်ဘူးသူများဝင်ငွေကောင်းရင်ငါလည်းဝင်ငွေကောင်းရမယ်ပေါ့နော်နံပါတ်3ချက်ကကြတော့နေ့ရက်တိုင်းမှာကျွန်တော်စိန်ခေါ်မှုပေးနေရမယ်အဲ့ဒီအလုပ်ကပေါ့နော်changes တွေဖြစ်တာပဲဖြစ်ဖြစ်တခြားသောပြောင်းလဲမှုအသစ်တွေဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးနေ့ရက်တိုင်းမှာကျွန်တော်အတွက်ဒီပြဿနာကိုဘယ်လိုနည်းအသစ်နဲ့ဖြေရှင်းရမလဲဆိုတဲ့စိန်ခေါ်မှုပေးနေရမယ်ပေါ့နော်အဲ့တော့အခုလည်းဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့မှာ2026ကိုလည်းရောက်တဲ့career change ကိုစဉ်းစားနေတဲ့သူတွေလည်းရှိရဆိုရင်ကျွန်တော်အခုပြောတဲ့အချက်တွေကိုစဉ်းစားပြီးတော့ career change ကိုရှိရဆိုရင်ချိန်လိုက်ပါအဲ့တော့ကျွန်တော်ဘာချက်တွေပြောချင်တာလဲဆိုတော့နံပါတ်1ချက်ဝါသနာပါစီချင်တယ်ကျွန်တော်တို့career change လိုက်တယ်ဆိုတာဝင်ငွေကောင်းလို့လိုက်ချိန်တဲ့ဟာမျိုးမဖြစ်စေချင်အခုဆိုထားပါတော့ပေါ့နော်YouTube လောက်ကြရတယ် digital marketing ပြောင်းကြရတယ် IT ဘက်ကိုပြောင်းကြရတယ် AI နဲ့ခက်စားလာမယ်ဆိုပြီး AI ဘက်ကိုပြောင်းတယ်မျိုးစုံပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မပျော်တဲ့အလုပ်ကလေကျွန်တော်တို့ဘယ်တော့မှအောင်မြင်စေမှာမဟုတ်ဘူးလို့ကျွန်တော်တို့ယုံနေပါတော့မပျော်ပဲလုပ်ရတာနဲ့အောင်မြင်သွားတဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တကယ်ပျော်ပြီးလုပ်တဲ့သူနဲ့သွားရှင်တဲ့အခါမှာကြာရင်တော့ကျွန်တော်တို့ကလိုက်ရှင်လို့မရတော့ဘူးပေါ့နော်ကိုယ်စိတ်လည်းပင်ပန်းနေတယ်ဟိုဘက်ကလူကတော့ပေါ့ပေါ့ပါလုပ်ပြီးအောင်မြင်သွားတယ်လို့ပဲဆိုတဲ့ feeling မျိုးတွေဖြစ်လာတဲ့အခါကျအရင်ပင်ပန်းနေပေါ့နော်အဲ့တော့ကျွန်တော်ကတော့ career change မယ်ဆိုရင်အရင်ဆုံးကိုယ်မှာအဲ့ဒီ career ပေါ်မှာ passion ဘယ်လောက်ရှိလဲဆိုတာကိုပြန်ဆုံးဖြတ်စီခြင်းတယ်ဒီလောက်ကိုငါလုပ်လို့ကျွန်တော်ခုနပြောခဲ့ရနော်ကျွန်မဘယ်တော့မှဝါသနာကိုပတ်စံမရဘဲနဲ့ဝါသနာနောက်လိုက်မယ်ဆိုတဲ့အလုပ်မျိုးတော့ကျွန်မဘယ်တော့မှမလုပ်ခဲ့ဘူးအဲ့တော့လုပ်ချင်တဲ့သူရှိလဲကျွန်မတော့အားပေးတယ်တက်တိရှိရလို့ပဲကျွန်မယူဆတယ်ကျွန်မကိုယ်တိုင်လည်းအဲ့လိုတက်တိမျိုးရှိချင်တယ်ဒါပေမဲ့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မမှလည်းပတ်စံရှာရမယ်ဆိုတော့အတွင်းမျိုးမှာရှိရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးပတ်စံမရတဲ့အလုပ်ကိုတော့ဝါသနာနောက်ကျွန်မကောက်ပါမလိုက်ခဲ့ဘူးအဲ့တော့ကျွန်မရဲ့ဒီအခု viewer တွေထဲမှာလည်းဝါသနာနောက်ကိုလိုက်ပါလို့ကျွန်မတွန်းအားမပေးဘူးဒါပေမဲ့ကိုမှာပြင်းကြတဲ့ဆန္ဒရှိမရှိကိုအဓိကကြည့်စေချင်တယ်ဒီအလုပ်ကိုလုပ်လို့ပတ်စံနဲ့အထိုက်တင်တစ်ခုတော့ရမယ်ငါကလည်းဒီလုံးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြုံလာတိုင်းမှာငါပျော်တဲ့အလုပ်ကိုလုပ်ရတာပဲဆိုပြီးတော့ခံနိုင်ရင်ရှိမယ်ဆိုရင်အဲ့ဒီ career ကိုချိန်ဖို့မကြောက်ပါနဲ့ချိန်လိုက်ပါကျွန်တော်ကတော့အဲ့လိုမျိုးအားပေးချင်တယ်ပေါ့နော်နောက်နံပါတ်2အချက်ကတော့ကိုလုပ်တဲ့အလုပ်ကရေရှည်မှာဘယ်လို impact ရှိမလဲဆိုတာတစ်ချက်စဉ်းစားပါပေါ့နော်ကျွန်မ career change ခဲ့တော့ကတော့ကျွန်မအများကြီးမစဉ်းစားခဲ့ဘူးလို့ပြောရပေါ့နော်ကျွန်မအဲ့ချိန်ကလက်ရှိလုပ်နေတဲ့အလုပ်ကိုမလုပ်ချင်တော့တာပဲရှိခဲ့တာအများကြီးမစဉ်းစားခဲ့ဘူးဒါပေမဲ့ခုခေတ်မှာတော့အများကြီးစဉ်းစားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် AI ခေတ်ကိုရောက်လာတယ်AI တွေကလူတွေကိုအများကြီးအစားထိုးလာလိမ့်ဒါကျွန်တော်ညင်းလို့မရဘူး
တိုက်ပွဲအနေနဲ့လည်းတွားပြီးတော့ AI တွေကျွန်တော်တိုက်ထုတ်လို့မရအောင်ပေါ့နော်အဲ့တော့နိုင်ငံတကာမှာဆိုရင် AI proof carrier ဆိုပြီးတော့ကျွန်တော်တို့ပြောလာကြရပါပေါ့နော်ဟို AI အစားထိုးလို့မရတဲ့နယ်ပယ်တွေကိုကျွန်တော်တို့ဝင်နိုင်မှုစူးစမ်းပါ AI အစားထိုးလို့ရတဲ့နယ်ပယ်ဖြစ်နေရင်တော့မှကိုယ့်ရဲ့ဒီလောက်ကင်စွမ်းပေါ့နော်အဲ့ဒါက AI အစားထိုးလို့မရဘူးဆိုတော့နေရာတစ်ခုကိုရောက်အောင်တွားပေါ့နော်ဒါမှမဟုတ်ရင်လည်း AI ကိုသုံးပြီးတော့ကိုကဟိုတိုးတက်အောင်လုပ်နိုင်နေသူဖြစ်အောင်လုပ်ပေါ့နော်ကျွန်တော်တို့လုပ်တဲ့အလုပ်တွေကျွန်တော်တို့ရည်ရှိအတွက်ဘယ်လောက်နေရာပေးမလဲဆိုတဲ့ဟာမျိုးကိုစဉ်းစားပါနံပါတ်3ချက်ကတော့community ကိုပြန်ကြည့်စီချင်တာပါဆိုတော့ကျွန်တော်အရှိဆုံးမှာပြောခဲ့တယ်မှတ်မိရင်သူလည်းမှတ်မိမှာပေါ့နော်ကျွန်တော် career change တဲ့အချိန်မှာ marketing လုပ်တာကြီးကcommunity ကိုဘာအကျိုးရှိလို့လဲဆိုလို့ကျွန်တော်စိတ်သက်ကြခဲ့ပြီးပဲပေါ့နော်ဟိုဒါကြီးကဒီတိုင်းလူတွေချင်းချင်းရဲ့ရှင်ပြိုင်မှုပဲဟိုဈေးကွက်ချင်းချင်းရှင်ပြိုင်မှုပဲဘာတန်မိုးရှိလို့လဲဆိုပြီးကျွန်တော်စိတ်သက်ကြခဲ့ပြီးပဲလို့ပြောတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်တော်ဘာလို့ဆက်လုပ်ဖြစ်လဲဆိုတော့ဟိုမြန်မာစကားမှာလို့ပေါ့နော်မလူတက်စေးရအောင်လို့ကြွဲကူးရေပါတော့ပေါ့နော်ကျွန်တော်တို့ပတ်စံအတွက်လုံးလုံးနေနဲ့လူထုအတွက် community အတွက်လုပ်ပေးနိုင်တဲ့အရာတွေအများကြီးရှိတယ် marketing ဆိုတာတနည်းအားဖြင့်လူတွေကြားထဲကိုကျွန်တော်တို့ကတစ်ခုပြီးတစ်ခုဟိုထိုးဖောက်တဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ဟိုကောင်းတဲ့ marketing ရှိတယ်မကောင်းတဲ့ marketing ရှိတယ်လူကိုလှည့်စားတဲ့ marketing ရှိတယ်လူကိုပြန်ကောင်းအောင်လုပ်ပေးတဲ့ marketing ရှိတယ်ပေါ့နော်ကျွန်တော်ကနှစ်စဉ်နှစ်တိုင်းကျွန်တော်ရဲ့ project တွေမှာလူတွေအတွက်ကောင်းတဲ့အရာတစ်ခုခုပေးနိုင်တဲ့ project တွေကျွန်တော်ရအောင်ရှာပြီးတော့လက်ခံတယ်အဲ့လို project တွေကကျွန်တော်တို့ပတ်စံအများကြီးမရကြတဲ့နေ့ကျွန်တော်လုပ်ပေးတယ်ဥပမာ CSR project တွေရှိရယ်ပြီးသွားရင်လူတို့အသိပညာပေးတဲ့ project တွေပေါ့နော်ဒါလည်း part of marketing တွေပဲပေါ့နော်ပြီးရင်ကျွန်တော်လူတွေကို contribute လုပ်နိုင်တဲ့ content marketing တွေကိုကျွန်တော်ပို့ပြီးတော့ဖန်တီးတယ်ပြီးတော့လူထုကိုဒီအစိတ်တောက်ဖြစ်စေမယ်marketing တွေပေါ့ black marketing တွေရှိမယ်ပြီးသွားတဲ့ခါကျလူတွေကိုလှည့်စားတဲ့ illegal ဖြစ်တဲ့ marketing တွေရှိတယ်ပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ရှောင်တယ်ပေါ့နော်အဲ့တော့2026မှာ career change တဲ့သူတွေအကုန်လုံးကိုကျွန်တော်တော့အားပေးပါတယ်ကျွန်မရဲ့တွေ့ကြုံနေလဲကျွန်မဟိုရှင်ပြောခဲ့ပြီပေါ့နော် career change တဲ့ချိန်မှာခံစားရတဲ့ခံစားချက်တွေဘာကြောင့်ဒီ career change တဲ့ပုံမှာပြန်ပြီးတော့ပျော်ရွှင်နေဆိုတဲ့ခံစားချက်တွေပြောပြခဲ့ပြီးဆိုတော့ဟို change နေဆိုရင် change လိုက်ပါဒါပေမဲ့ကျွန်မခုနပြောတဲ့အချက်3ချက်ကလေးကိုထည့်စဉ်းစားပါတော့ဒီ vlog လေးထဲမှာပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သိချင်တာတွေမေးချင်တာတွေရှိရဲဒါမှမဟုတ်ကျွန်မလိုပဲနယ်ပယ်တစ်ခုခုကနေပေါ့ digital marketing ကိုပြောင်းချင်တဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းပဲဒီ post လေးမှာ comment ရေးပေးခဲ့လို့ရပါတယ်နောက်ထပ် video တွေမှာလည်းပဲကျွန်တော်အခုလိုမျိုးပဲသိထားတဲ့အကြောင်းအရာတွေ career နဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ် lifestyle နဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်ကျွန်တော်ဖြတ်သန်းခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အေးစစ်စစ်နားထောင်လို့ရအောင်လို့ကျွန်တော် sharing လုပ်ပေးသွားပါဦးမယ်ကျွန်တော်ရဲ့ video လေးတွေကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်